မှာတော့ဒီတိတ်ပံနာမည်ဖြစ်တဲ့ digitalis paparia ဆိုတဲ့စကားလုံးကိုပြောပြပေးမှာဖြစ်ပါတယ် digitalis ဆိုတာ digit ဆိုတဲ့စကားလုံးကလာ digit ဆိုတာဒီလက်ချောင်းလေးတွေပေါ့လက်ချောင်းလေးတွေကိုပြောတာနောက်ဆုံးက paparia ဆိုတာဒီပန်းပွင့်ရဲ့အရာဒီပုံမှာမြင်ရမှာပါเนาะပန်းပွင့်ဟာဒီအပန်းရောင်ရှိနေလို့ပေါ့လက်ချောင်းနဲ့ပန်းပွင့်ကိုကြည့်ရင်လက်ချောင်းနဲ့တူတယ်ပြီးရင်အရာကအပန်းရောင်ရှိတဲ့ပန်းပွင့်လို့ပေးထားတဲ့နာမည်ပေါ့အဲ့ဒါကို digitalis paparia မြန်မာတွေကတော့ပန်းလက်စွပ်ပေါ့အချို့ကလည်းအမျိုးမျိုးခေါ်တာရှိတယ်သူတို့အတုံးများတာကကျွန်တော်ပန်းလက်စွပ်လို့ပြောကြပါတယ်ဒီ digitalis paparia ဆိုတဲ့ဒီပန်းလက်စွပ်ကို English တွေက Fox Club လို့နာမည်ပေးပါတယ်အဲ့ဆို Fox Club ဆိုတာပြောဆိုတခုရှိပါတယ် Fox ဆိုရင်ဒီ FOX ဆိုတဲ့စကားလုံးက FOLK Folk ဆိုတဲ့စကားလုံးကလာတယ်လို့ပြောတယ် Club ဆိုတာသိပါတယ်လက်အိတ်ပေါ့လက်အိတ်ဆိုလက်ချောင်းလေးတွေပါနေမှာပဲပေါ့နော်အဲ့ဒါက Folk ဆိုတာကအဲ့ဒီနတ်တွေရဲ့လက်အိတ်နဲ့တူတယ်သူပန်းပွင့်ကိုကြည့်ရင်လက်ချောင်းလေးနဲ့တူတဲ့ခါကျတော့သူကတင်စားပြီးတော့နတ်တွေရဲ့လက်အိတ်ပန်းလို့ပြောလိုက်တာမြန်မာတွေကတော့ပန်းလက်စုပ်ပဲပြောလိုက်တာပေါ့နော်အဲ့ဒါနေ Folk ကနေပြီးတော့ Fox ဆိုပြီးဖြစ်လာတာ Fox Club FOX Fox Club ဖြစ်လာတာပေါ့နော်အဲ့ဒီရဲ့ပင်ထဲမှာဆိုရင်digoxin ဆိုတဲ့ဒီဓာတ်ပစ္စည်းရှိပါတယ်အဲ့ဒီဓာတ်ပစ္စည်းဟာဘယ်နေရာမှာအသုံးဝင်တယ်လဲဆိုတော့နှလုံးယောဂါကိုကုသတဲ့နေရာမှာအသုံးဝင်ပါတယ်ဘယ်လိုသုံးဝင်လဲဆိုတော့ကျွန်တော်နှလုံးကကြွက်သားနဲ့တိဆောက်ထားတယ်ကြွက်သားတွေကြုံဖို့ဆန့်ဖို့ဆိုရင်ကြွက်သား cell ထဲမှာကယ်လ်ဆီယမ်ဓာတ်များများရှိရတယ်ကယ်လ်ဆီယမ်ဓာတ်များများရှိနေမှာကြွက်သား cell တွေကကျုံနိုင်ဆန့်နိုင်မယ်ပေါ့ဒီတော့ digoxin ဆိုတဲ့ဆေးကိုစားလိုက်တဲ့အခါမှာကျွန်တော်ကြွက်သား cell တွေကိုကယ်လ်ဆီယမ်ဓာတ်များနေအောင်သူကထိန်းပေးလိုက်တယ်ဒီတော့ကြွက်သား cell တွေကျုံနိုင်ဆန့်နိုင်စွာမြန်အများလာတယ်ပေါ့အဲဆိုဒီဆေးကိုကျွန်တော်နှလုံးကုသတဲ့နေရာမှာနှလုံးအားနည်းတဲ့ချိန်မှာလို့ပေါ့နော် cardiac condition လို့သူပြောတယ် cardiac ဆိုနှလုံးနဲ့ဆိုင်တဲ့အခြေအနေပေါ့ယောဂါတွေပေါ့နှလုံးခုန်လုံးအားနည်းတာလို့နှလုံးနဲ့သက်ဆိုင်တဲ့ယောဂါတွေမှာကုသပါတယ်ဘာလို့လဲဆိုတော့ကြွက်သားတွေကျုံနိုင်ဆန့်နိုင်အောင်ကူညီပေးတဲ့ death ပါလို့ပေါ့ okay အဲ့ဆိုဒီဗီဒီယိုမှာတော့ကျွန်တော်ကအဓိကပြောချင်တာ digitalis paparia ဆိုတဲ့ဒီအပင်ကိုပြောချင်တာသူရဲ့ English နာမည်ပေါ့ common name ကကြတော့ Fox Club လို့ပြောပါတယ်သူထဲမှာဓာတ်ကတော့ digoxin ဆိုတဲ့ဓာတ်ရှိပါတယ်နောက်ဗီဒီယိုမှာနောက်တော့တင်းနေပြန်တွေ့ကြမယ်နော် bye bye